အားလုံးပဲမင်္ဂလာပါရှင် World Cup Group D ရဲ့ Australia နဲ့ Turkey ပွဲစဉ်ကတော့အံ့အားသင့်စရာရလဒ်နဲ့အဆုံးသတ်သွားပါတယ်။ပွဲမစခင်အတော်လေးရေပန်းစားခဲ့တဲ့ Turkey ကို Australia က2ဂိုးပြန်အနိုင်ယူလိုက်တာပါ။ခန်းစစ်မှာ9ရောက်အထိထားပြီးကြစ်လစ်ကစားခဲ့တဲ့ Australia ဟာ counter attack ကိုထိထိရောက်ရောက်အသုံးချနိုင်ခဲ့တာကြောင့်ပထမပိုင်း28မိနစ်မှာအသက်20အရွယ်လူငယ်ကျယ်ပွင့် Nestori Irankunda လှပတဲ့အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီးဒုတိယပိုင်း85မိနစ်မှာတော့Connor McGough ကအဝေးကန်ချက်နဲ့ဒုတိယဂိုးကိုထပ်မံသွင်းယူနိုင်ခဲ့တာကြောင့်Australia ရဲ့အနိုင်ကိုတေချာစေခဲ့ပါတယ်။ Turkey အနေနဲ့ကတော့ဘောလုံးပိုင်ဆိုင်မှု80%ကျော်နဲ့ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီးဂိုးပေါက်ကိုအကြိမ်30အထိကန်သွင်းခဲ့ပေမဲ့ Australia ဂိုးသမား Patrick Beach ကအကောင်းဆုံးလက်စွမ်းပြသွားတာကော finishing ပိုင်းညံ့တာကောနဲ့ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။နောက်ဆုံးတော့ဂိုးထဲဝင်အောင်သွင်းနိုင်သွားတဲ့အသင်းကနိုင်သွားတာပါပဲ။ဘောလုံးကင်ချင်ရင်ကအိမ်အထိယူသွားပြီးကင်ပေါ့နော်။ဟုတ်တယ်မလား။ဒီအနိုင်ရလက်ကြောင့်Australia ဟာ Group D ကိုအားကောင်းတဲ့ခြေလှမ်းနဲ့စတင်နိုင်ခဲ့ပြီးနောက်တစ်ပွဲမှာ Asian USA ကိုယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်သွားနိုင်မယ်လို့ထင်ရပါတယ်။ကဲဆရာသမားတို့ကဒီပွဲရဲ့အကောင်းဆုံးကစားသမားကဘယ်သူလို့ထင်ကြပါသလဲ။ comment မှာပြောခဲ့ကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ထပ်တွေ့ကြပါဦးမယ်။